လေးဘွားမှာသူငယ်ချင်းတွေနဲ့အတူဆော့ကစားချင်တဲ့ကစားနည်းတစ်ခုကကိုယ့်ရဲ့အသက်အန္တရာယ်ကိုချင်းချောက်လာနိုင်တယ်ဆိုတာကိုစဉ်းစားဖို့ပါသလားဒီအကြောင်းအရာကတော့ထူးခြားဆန်းပြတဲ့အစီအရင်လေးကိုစမ်းသပ်ကြည့်ချင်တဲ့မိတ်ဆွေတို့အတွက်အထူးသင့်လျော်ပါတယ်အိုင်လုခေါ်တဲ့မင်းကလေးတယောက်ဟာကျောင်းသူဘွားတုန်းကမဂ္ဂဇင်းတွေထဲမှာပါတဲ့အစီအရင်တွေကိုလိုက်လုပ်ရတာကိုတိတ်ဝါသနာပါခဲ့တာပါဒါပေမဲ့တနေ့မှာတော့သူတို့လုံနေကြအစီအရင်တွေဂုံသွားတဲ့အတွက်တငယ်ချင်းတွေနဲ့အတူကိုယ်တိုင်အစီအရင်တစ်ခုဖန်ပြီးဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီကစားနည်းကဘလို့အကျိုးဆက်တွေထည့်ဆောင်လာမလဲဆိုတာဘယ်သူမှမခံမနိုင်ခဲ့ကြပါဘူးသူတို့ဟာအဖြူရောင်စစ်ကူကိုလူရိုးပွန်ဆန်ဖြတ်ပြီးအဲ့ဒီအပေါ်မှာသူတို့မုံနဲ့သူရဲ့နာမည်ကိုရေးလိုက်ကြပါတယ်ပြီးတဲ့နောက်မှာတော့အဲ့ဒီစစ်ကူကိုအပိုင်းပိုင်းဆုတ်ဖဲပစ်လိုက်တဲ့အစီရင်တစ်ခုကိုဖန်တီးခဲ့ကြတာပါအိုင်ဟာသူ့ကိုဘာမှလုပ်ထားတာမရှိတဲ့အတန်းဖော်အေချမ်းရဲ့နာမည်ကိုရေးပြီးဆုတ်ဖဲပစ်ခဲ့ပါတယ်ဒီလိုမျိုးကလေးကစားလျာလို့လုပ်ခဲ့တဲ့အရာကနေစပြီးအိုင်ရဲ့ဘဝတဲကိုထူးဆန်းတဲ့အမောင်းထူတစ်ခုစတင်ဝင်ရောက်လာပါတော့တယ်ချင်းစာတိုက်ပြီးမကြခင်မှာပဲအိုင်ဟာထူးဆန်းတဲ့အိမ်မက်တွေကိုစတင်မက်ခဲ့ရပါတယ်သူအိပ်ပျော်နေတော့ခြေရင်းဘက်ကနေတဆုံတစ်ခုလှူရှားနေသလိုခံစားရပြီးစောင့်ကိုလှမ်းကြည့်လိုက်တဲ့အခါမိမတစ်ယောက်ကသူ့ကိုအတင်းတိုက်ခိုက်ဖို့ကြိုးစားနေတာကိုတွေ့လိုက်ရတာပါထိတ်လန့်ပြီးနိုးလာတဲ့အချိန်တိုင်းမှာနာယီကိုကြည့်လိုက်ရင်မနက်2 နာရီအတိဖြစ်နေတာကိုတတိထားမိလာပါတယ်ဒါဟာတချိန်တည်းမဟုတ်ပဲနောက်ရက်တွေမှာလည်းထက်ခါဖြစ်နေခဲ့တာကပိုပြီးကြောက်စရာကောင်းနေပါတယ်ရက်တွေကြာလာတာနဲ့အမျှအိမ်မက်တွေကပိုပြီးကြောက်ဖို့ကောင်းလာပါတယ်အိမ်မက်ထဲမှာမိသားစုနဲ့အတူကားစီးနေတော့လမ်းပေါ်ကကလေးတစ်ယောက်ကိုတိုက်မိသွားပြီးကားအောက်ကိုငုံကြည့်လိုက်တဲ့အခါမိန်းမတစ်ယောက်ကအိုင်ရဲ့ခေါင်းကိုအတင်းဆွဲယူဖို့ကြိုးစားခဲ့တာပါဒီလိုမျိုးအသက်အန္တရာယ်နှီးပါကြောက်စရာကောင်းတဲ့အိမ်မက်တွေထဲမှာအမြဲတမ်းပိတ်မိနေခဲ့ပြီးနိုးလာတိုင်းလေမနက်2 နာရီပဲဖြစ်နေတာပါအိုင်ဟာဒီဖြစ်ရက်တွေကသူ့လုပ်ခဲ့တဲ့ကျိန်စာကြောင့်ဖြစ်နိုင်နေဆိုတာကိုစတင်ခံစားမိလာပါတယ်အိုင်ဟာကြောက်လန့်လွန်းတာကြောင့်ကျောင်းကိုသွားပြီးအေးချမ်းကိုအကျိုးအကြောင်းပြောပြကတောင်းပန်ခဲ့ပါတယ်။အေးချမ်းကလည်းစိတ်မရှိဘဲခွင့်လွတ်ပေးခဲ့တဲ့အတွက်အိုင်တယောက်စိတ်အေးသွားခဲ့ပါတယ်။အဲ့ဒီညမှာတော့အရင်လိုအိတ်မက်ဆိုးတွေမမတ်တော့ဘဲအေးဆေးအိပ်ပျော်သွားခဲ့ပါတယ်။ဒါပေမဲ့ညလေမှာတော့သူ့ရဲ့အမကသူ့ကိုလာနှိုးတာကြောင့်နိုးလာခဲ့ပါတယ်။သူအိမ်မက်ထဲမှာညှင်းညူနေလို့လာနှိုးတာလို့အမဖြစ်သူကပြောပြခဲ့တာကြောင့်အိုင်လည်းစိတ်အေးသွားခဲ့ပါတယ်။မနေ့လင်းတဲ့အခါညားကလာနိုးတဲ့အကြောင်းအမကိုပြန်ပြောပြလိုက်ပြီးမယ်အမဖြစ်သူကတော့ညာကအိမ်သားတော်မထားခဲ့သလိုအဲ့ကိုလည်းလာမနိုးခဲ့ဘူးလို့ညင်းဆိုလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာပဲအိုင်ဟာအိမ်မက်ထဲကနေတကယ်တမ်းလန့်နိုးလာခဲ့ပါတယ်နာယီကိုကြည့်လိုက်တော့လဲထုံးစံတဲ့အတိုင်းမနက်2 နာရီအတိချင်နေပါတယ်ဒါဟာအိမ်မက်ထဲမှာအိမ်မက်ထက်မှန်နေခဲ့တာပါကလေးကစားစရာလိုထင်ရတဲ့ကျင်စာတွေကတကယ်တော့အန်ဒီရဲ့ကြီးမားလာပါတယ်ဒါဟာနောက်ထပ်ကြုံတွေ့ရနိုင်တဲ့ပိုကြီးမားတဲ့ဖြစ်ရပ်တွေရဲ့အစပဲဖြစ်နေတာကြောင့်မတိနားမလဲပဲဒီလိုအရာတွေကိုမစမ်းသပ်မိဖို့တတိထားကြစေချင်ပါတယ်